ရှစ်ပြမင်္ဂလာအရင်ထားခဲ့သည်တကယ်မမေ့ကြပါနဲ့အတီးရှိကဘာအစာကဆရာတွေစုံညီလောက်ကြီးမင်္ဂလာထင်ရှားပင်ချက်တွင်မြန်ပါသည်မွေကြသည်12ပါးအလီလုံအင်းဆန္ဒပြည့်ရမည်ဒုမြတ်သည်ကောင်းမြတ်သည်တောင်းလျာစကြဝဠာမအတီးအောင်ကြောင့်စာစီတရားနဲ့ညီထားခဲ့သည်တရားနဲ့ညီအကြောင်းရင်းယုံကြည်ကောင်းတဲ့ဆုံးညီအိုးဟရိဟရိကာရာကျူလို့ထူးတဲ့မင်္ဂလာအတီးယဝိနုသတ္တကနေလာပြတဲ့မင်္ဂလာအတီးကံနာဝိဇ္ဇနာနာကိုတာခြင်းပြုပါသည်ကွမ်းထမင်းခွန်နာမန်ပါသည်အောင်ကြောင့်စာစီနောင်ကောင်းရာတီအောင်ကြပါသည်နောင်ဘဝတာရှိဟောမလီဖယားဘေးအဝေးကရှောင်းရှာသွားရမည်အိုးဟရိဟရိဂါရတကိုနဲ့စီးစိမ်တိုးလို့ယရနာမို့တွန်းဖြိုးလို့ရွာမည်ပူဇေဝဒမင်္ဂလာအတီးတရားတော်များထင်ရှားယုံကြည်ပူဇော်ကရှိဦးချီရည်စုကပူရပြီဓမ္မပူဇေဝဒမင်္ဂလာအတီးဗဗေစစ်တာဆိုတာကတော့သာသနာမူရကန်ဒီဝိဝါဟနဲ့အဝါဟာကထိမ်းမြမင်္ဂလာတီးအော်နှစ်ပြစုရာအရင်ကကြတော့သင်္ကြန်ဒမင်္ဂလာခေါ်ပါသည်အောင်ကြောင့်စာစီနောင်ကောင်းရာတီအောင်ကြပါသည်နောင်ဘဝတာရှိအဖုံးမဝလီဖယားဘေးအဝေးကရှောင်းရှာသွားရမည်အိုးဟရိဟရိဂါရတကိုနဲ့စီးစိမ်တွေတိုးလို့ယရနာမို့တွန်းဖြိုးလို့ရွာညီကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာရှိရစေရှင်